လောကကြီးမှာအရာရာတိုင်းကသူ့တန်ဖိုးနဲ့သူရှိကြတယ်အရာရာတိုင်းကလေကိုကလေအလကားမရဘူးလဲလှယ်ပြီးမှယူရတာပေါ့နော်ကိုယ်စီမှာမရှိတဲ့အရာတစ်ခုကိုလိုချင်နေဆိုလို့ရှိရင်ကိုယ်စီမှာရှိတဲ့အရာတစ်ခုနဲ့လဲလှယ်ပြီးမှယူရတာတဘာဝပဲတဘာဝကိုစန့်ကျင်တဲ့အရာတွေလုပ်မယ်ဆိုလို့ရှိရင်ကို့မှာပေးဆက်မှုကပိုပြီးမှကြီးတယ်လို့ဆရာမကပြောချင်တယ်အရင်တော့ဆိုလို့ရှိရင်ပေါ့နော်အခန်းအနားတို့ပွဲတို့ရှိရဆိုလို့ရှိရင်အဲ့ဒီအခန်းအနားအဲ့ဒီပွဲမှာမိုးရွာပြီးမှပွဲပြတ်မှာဆိုလို့သူတို့တွေကမိုးတားတဲ့ဆရာကြီးခေါ်ပြီးတော့မိုးကိုတားကြတယ်ပေါ့နော်မိုးရွာတယ်ဆိုတာတဘာဝလေအဲ့ဒီတဘာဝကိုကတားထားတယ်ဆိုခါကျတော့ဒီမိုးတားတဲ့ဆရာကြီးကသူကပွဲတွေဘာတွေပေးပြီးတော့မိုးတားတယ်ပွဲတစ်ခုမှာမိုးတားလို့အောင်မြင်သွားတယ်ဆိုလို့ရှိရင်ဒီဆရာကြီးကဘာကိုပေးဆက်လိုက်ရလဲဆိုလို့ရှိရင်သူ့ရဲ့ကြံရှိနေတဲ့တက်တန်းရဲ့အသက်3နှစ်ကိုသူပေးဆက်လိုက်ရတယ်သူ့ရဲ့အသက်3နှစ်တိုးသွားတဲ့သဘောပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးပေးဆက်ရတာအဲ့ဒါတော့လေဒါကတော့အရင်တုန်းကကြားပူခဲ့တဲ့ပုံပြင်ပေါ့နော်အဲ့တော့အဲ့လိုပဲဖုန်းနံပါတ်ပညာမှာဆိုလို့ရှိရင်လေလူတိုင်းကလေကံတရားမတူကြဘူးတချို့တွေကလေသူတို့မှာကန်ဆိုးမိုးမောင်ကြမဲ့ကန်လေးတွေကပါလာကြတယ်အဲ့ဒီလိုမျိုးကန်တွေပါလာတဲ့လူတွေကသူတို့ကနံပါတ်အကြောင်းမသိပါပဲနဲ့ကန်ဆိုးစီမဲ့နံပါတ်လေးတွေကိုအလိုလိုကင်မိရတာဖြစ်တာပေါ့နော်အလိန်ခံရမဲ့ကန်စာတာပါမဲ့လူဆိုလို့ရှိရင်လေသူတို့တွေကလူလိန်ခံရမဲ့နံပါတ်လေးတွေကိုအလိုလိုရွေးကင်မိတတ်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဒီအချိန်မှာဆရာမတို့ကသူ့ရဲ့ကန်တရားကိုသွားပြီးမှပြောင်းလဲပေးတယ်ဆိုလို့ရှိရင်သူခံရမဲ့ကံကြွေးကိုဆရာမတို့ကပြောင်းပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ကတဘာဝကိုစန့်ကျင်တဲ့အရာတခုကိုလုံးမိသွားတယ်လို့ပြောလို့ရတာပေါ့အဲ့ဒီအချိန်မှာဆရာမတို့ကလည်းပေးဆက်ရတယ်တချို့တွေဆိုလို့ရှိရင်ကြုံဘူးမှာပါလက်တွေ့ပေါ့နော်လူတယောက်ကိုပုံနံပါတ်ပြောင်းလဲပြီးသွားပြီဆိုလို့ရှိရင်လေကိုတေချာပေါက်ရမယ်လို့တေချာထားတဲ့အရာတခုတောင်မှတိလွယ်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးလေးကြုံရစီတယ်အယောင်အဝယ်တွေပြက်သွားတာမျိုးတခါလေကြလို့ရှိရင်လေနေမကောင်းဖြစ်တာမျိုးပေါ့နော်နေမကောင်းဖြစ်တဲ့လူတွေကပိုများတယ်နံပါတ်ဆရာတွေမှာလေဒါနံပါတ်ဆရာဆိုတာကဒီဆရာသမားမရှိဘဲနဲ့ကိုနံပါတ်အကြောင်းသိပြီးမှသူများတွေကိုနံပါတ်လိုက်လဲပေးနေတဲ့လူတွေကိုဆိုလိုတာပေါ့နော်ဆရာမတို့ကခါကြတော့ဒီဖုန်းနံပါတ်ပညာကိုကလေပွဲတွေပေးရတယ်ဆရာကတော့ပွဲတွေပေးရတယ်ဆရာတယောက်ရဲ့လှုပ်တင်လှုပ်ထိုက်တဲ့အရာတွေကိုဆရာမတို့ကလှုပ်ရတယ်ပေါ့နော်အဲ့ဒါကြမှာပဲသူတို့ရဲ့ကံကြွေးရိုက်ခတ်မှုကကိုကမခံရမှာပေါ့အဲ့ဒါကြောင့်မလို့ဒါလေးကိုပြောပြချင်တာလူတယောက်ရဲ့ဖုန်းနံပါတ်ကိုပြောင်းလဲပေးတယ်ဆိုတာလေဆရာမတို့ကအလကားဒီတိုင်းပြောင်းလဲပေးလို့မရဘူးဆရာမတို့မှာခံရမဲ့တန်ပြန်ပြီးမှလက်ခံရတဲ့အရာလေးရှိတယ်ပေါ့နော်အဲ့ဒါကို